Yo အားလုံးပဲမင်္ဂလာပါကျွန်တော်တို့စီရောပါဒီနေ့ view မှာတော့ကျွန်တော် Easter egg event ကြောင်းပြောပြပေးပါမယ်ဖြစ်ပါတယ်အခုချိန်မှာဆိုရင် Easter egg event ဟာ9ရက်ပဲချိန်မှာတော့ကျွန်တော်ဒီ video တင်တဲ့ချိန်ဆိုရင်တော့10ရက်9ရက်လောက်လို့တော့ထင်ပါတယ်ဒါဆိုရင်တော့ချိန်လေးမဆွဲဘဲနဲ့တွားလိုက်ကြရအောင် Easter egg event မှာ Candy egg ဆိုတဲ့အရာနဲ့ဝယ်လို့ရတဲ့ short ခုပါလာပါတယ်ဒီ short မှာတော့ fruit power တွေနဲ့ကျန်တဲ့အရာတွေကိုဝယ်ယူနိုင်ပါတယ်သူကအမြဲပြောင်းနေပြီးတော့တစ်ခါပြောင်းရင်6ခုရှိပါတယ်6ခုတည်းက6ခုကိုဝယ်ယူနိုင်ပါတယ် Candy egg နဲ့ပါနောက်ထပ် Easter event လည်းပါလာတဲ့အရာကတော့ accessory နှစ်ခုနဲ့ profile background ပဲဖြစ်ပါတယ် crack hack နဲ့ background ကိုကျွန်တော်ယူမယ်ဆိုရင်တော့ Candy egg shop မှာပွင့်နေတဲ့ချိန်ကိုဝယ်ယူနိုင်ပါတယ်နောက်ထပ် rapid code accessory တော့ယူရတော့ခက်တယ် rapid code ယူမယ်ဆိုရင်တော့ Indra S ဆိုတဲ့ပေါ့ကိုတည်ရမှာပါသူ့ကိုတက်တိုင်းရမှာမဟုတ်ဘဲနဲ့ percent နဲ့လာတာဒါမှမဟုတ်အရေးတွက်နေလားဆိုတာတော့ကျွန်တော်လည်းမသိပါဘူးကျွန်တော်တော့သားမဟုတ်ဘူးရှင်းလားကျွန်တော်တို့ Candy egg တွေကိုတော့အဲ့ဒီကောက်ပြီးတော့ရနိုင်ပါတယ်ဒါဆိုရင်တော့ကျွန်တော်တို့ add တွေကိုဘယ်လိုရှာမလဲဘယ်လိုယူမလဲ add တွေကအလုံး24ခုရှိပါတယ်ဒီ add ဟာနေရာတိုင်းမှာ spawn ပြီးအလွယ်တကူရယူနိုင်ပါတယ်ဒါပေမဲ့သူကငြိမ်ငြိမ်နေမှာမဟုတ်ပဲဆက်ကျင်မဲ့ရက်ကိုပြေးနေမှာပါဒီဥတော့တွေ့တာနဲ့ချက်ချင်းယူလို့မရပါဘူးသူ့ကိုတွေ့ရင်ကောက်ထားလိုက်ပါပြီးဆိုရင်အနီးနားကရေစီကိုတွားပြီးပစ်ချလိုက်ပါဒါဆိုရင်တော့ဒီလိုလေးပြန်ပေါ်လာပြီးတော့ယူလို့ရပါနောက်တစ်ခုဒီဥကိုယူမယ်ဆိုရင်တော့သူ့နားသွားလိုက်မယ်ဆိုရင်သူကခုံထွက်သွားမှာပါအဲ့ဒါကိုလိုက်ဖမ်းပြီးသူ့ကိုယူရပါမယ်နောက်တစ်ခုဒီအိုယူမယ်ဆိုရင်တော့ကျွန်တော်တို့နားတွားလိုက်မယ်ဆိုလွှတ်ထွက်သွားမှာပါနောက်တစ်ခေါက်ဆိုရင်တော့ယူလို့ရပါပြီဒီအိုယူမယ်ဆိုရင်တော့ကျွန်တော်ငားများရမှာပါငားများနေရင်ဒီအိုကိုရပါတယ်ဒီအိုယူမယ်ဆိုရင်တော့ကျွန်တော်တစ်ပင်တွေပတ်ခောက်ရမှာလားဘယ်လိုခောက်လဲဆိုတော့တစ်ပင်လိုက်ချိုးတာပေါ့စကီးတွေနဲ့အဲ့လိုပေါ့ဒါဆိုရင်တော့ဒီအိုရရှိသွားပါလိမ့်မယ်ဒီဥယူမယ်ဆိုရင်တော့ကျွန်တော် permanent shop ကိုဝင်သွားလိုက်ပါအေးထဲမှာဒီဥကိုလိုက်ရှာကြည့်လိုက်ပါ permanent တနေရာမှာတော့တွေ့ပါလိမ့်မယ်အေးမှာဆိုဒီဥနှိုက်လိုက်မယ်ဆိုရင်တော့ကျွန်တော်ရရှိသွားပါလိမ့်မယ်အခု treasure and treasure ဆိုတဲ့နာမည်အတိုင်းပဲကျွန်တော် chat တွေလိုက်ဖွင့်ရနိုင်ပါတယ်နောက်တစ်ခုဒီဥကတော့ကျွန်တော်ပလီယာလေးတည်ရင်ကြနိုင်ပါတယ်အဲကြောင့်ဒီဥယူမယ်ဆိုရင်တော့ကိုယ့်တည်းချင်းပဲထိုင်တန်းနေရုံပါပဲနောက်ခုအလောက်လျှောက်ဆုံးဥဒီဥယူမယ်ဆိုရင်တော့ကျွန်တော်တို့နှစ်ချမ်းလုံးကိုလိုက်ရှာပါမယ်တစ်ချမ်းစီရှိပါတယ်တစ်ချမ်းလုံးရမှာဥကိုရရှိမှာပါဒါမှမဟုတ်တစ်ချမ်းပဲရပြီးတည်သွားမယ်ဆိုရင်လည်းပျောက်သွားမှာပါဒီဥကိုယူမယ်ဆိုရင်တော့ကျွန်တော် Indra ကဲပုံတွားနှိပ်မယ်ဆိုရင်ရရှိရပါမယ်အခုဒီအဝိုင်းအောင်ဥဒီအဝိုင်းအောင်ဥကိုရပြီဆိုရင်မိနိုင်တော့မိတက်သွားပြီးတော့ပြစ်ချလိုက်ပါဒါဆိုဒီဥအကွဲပါလိမ့်မယ်ဥကွဲချိန်လေးတော့ခဏဆောက်လိုက်ပါဒါဆိုယူမြဒီပါပြီးဆိုရင်ပေါ်လာပါလိမ့်မယ်ခဏတော့ပြောက်သွားပါဒါဆိုယူလိုက်မယ်ဆိုရင်တော့ကျွန်တော်ဥရရှိသွားပါပြီပြီးဥတော့ကျွန်တော် C event တွေလောက်ရနိုင်ပါတယ်ဒီလမ်းမဲ့ဥကိုရပြီဆိုရင်တော့သူပြတဲ့ level တင်တဲ့ quest USC ကိုတွားရမှာပါသူ့ကိုကစ်လိုက်မယ်ဆိုရင်တော့ဒီလိုင်းပေါ်ရဥကိုရရှိသွားမှာပါနောက်ခုဒီဥကိုယူမယ်ဆိုရင်တော့ကျွန်တော်ကောင်းပြင်မှာဆင်းအောင်လုံးတွေပေါ်နေပါလိမ့်မယ်အေးလုံးတွေလိုက်ယူလိုက်မယ်ဆိုရင်တော့အားလုံးယူပြီးကုန်ပြီဆိုရင်ဒီဥကပေါ်လာပါလိမ့်မယ်ဒါဆိုရင်တော့ဒီဥရရှိပါပြီတချို့တွေကအေးလုံးကိုဒီတိုင်းဦးဆုံးကျူးတွေလို့ပါလို့ထင်ပြီးတော့ဖြတ်သွားတဲ့လူတွေလည်းရှိပါတယ်ပြီးရမလားဘလော့ဖူမာလီညဆိုရင်အဲ့လိုဟာလေးပေါ်လာဒီဥတော့ကျွန်တော်တို့ဘလော့ဖူထဲဝင်လိုက်ထွက်လိုက်လုပ်ရင်ရချင်ရနိုင်မှာနောက်ခုဒီဥရမယ်ဆိုရင်တော့ကျွန်တော်ချက်ချင်းယူလို့မရပါဘူးကျွန်တော်လာပါတဲ့ကိုဒီဥကိုပြစ်ချရမှာပါဟိုအရွှေရကြီးရဲ့ကြီးတဲ့ကိုပြစ်ချတဲ့ဥလို့ပေါ့လာပါတဲ့ဆိုလို့စီဝမ်းမှာဆိုရင်တော့မကမဖေးလင်မှာရှိပါတယ်ဒီဥယူဖို့ဆိုရင်တော့ကျွန်တော်စာပါထဲမှာစာတစ်ခုပေါ်လာပါလိမ့်မယ်ပါစာလဲဆိုတော့ဒီဥဟာဘယ်ပေါ်မှာရှိနေမလဲဆိုတဲ့စာပါဒီစာပါထဲကရှိနေတဲ့ဘောရဲ့ဒီဥရှိနေဘောကိုတွတ်တက်လိုက်မယ်ဆိုရင်တော့ကျွန်တော်ဒီဥရရှိပါပြီကျွန်တော်ပြောနားလည်တယ်မလားဒီဥတော့ကျွန်တော်အတီးရိုးတဲ့နေရာမှာကန်ကောင်းရနိုင်ပါတယ်ဒီဥရပြီဆိုရင်တော့မဖြီးသေးပါဘူးအတီးရောက်နောက်တစ်ခါထည့်လှည့်သွားပါလိမ့်မယ်โอเคအခုချိန်မှာဆိုရင်တော့ကျွန်တော်ပြောဖို့နောက်ဆုံးတော့ mic ticket add 5လုံးပဲကျန်ပါတော့လေဒါကြောင့်ဒီကြီးချာနားထောင်ပြီးပါပထမတစ်ခုကတော့ full moon app ပါသူ့ကိုတော့ကျွန်တော်တို့ full moon ညမှာကျွန်တော်တို့လကိုကြည့်မယ်ဆိုရင်တော့ဒါကိုရနိုင်ပါတယ်လကိုစိုက်ကြည့်လိုက်ပါ10စက္ကန့်လောက်ပါပဲဒါဆိုရင်တော့ကျွန်တော်တို့ဒီဥရရှိပါပြီနောက်တစ်ခုကတော့ night hunter app ဒီ app ကိုယူမယ်ဆိုရင်တော့ကျွန်တော်တို့လာပြီးညမှာ body ကိုလိုက်တက်ရပါမယ်ဒါဆိုရင်တော့ရချင်ရနိုင်ပါတယ်နောက်ခုဒီဥပေါ်လာမယ်ဆိုရင်တော့ server ထဲမှာတွင်လောက်အိမ်များညွန်ပြမှာဖြစ်ပြီးအဲ့နေရာမှာတစ်စပါလုံးကလူတွေကပြီးချပြီးလုပ်ကြရမှာပါဆက်တုံးခုများကိုတန်း app တို့ကတော့ဘာမှလုပ်စရာမလိုပါဘူးနေရာတိုင်းမှာ spawn နိုင်ပြီး spawn ဖို့ကတော့တော်တော်ရှားပါတယ်နောက်ဆုံးတော့ app ဖြစ်တဲ့ celestial app ယူမယ်ဆိုရင်တော့ဥ23ဥလုံးရှိနေဖို့လိုပါတယ်23ဥလုံးပြည့်ပြီဆိုရင်တော့ candy shop စီသွားပြီး secret ဆိုတဲ့ဟာလေးကိုဒါဆိုရင်တော့ဒီလိုခွက်လေးရလာပါလိမ့်မယ်။ဒီခွက်ကိုရေထဲပစ်ချလိုက်ပါ။ဒါဆိုရင်တော့ဒီလိုပေါ်တယ်လေးပေါ်လာပါလိမ့်မယ်။အေးထဲဝင်သွားရမှာပါ။နောက်တော့ဒီလိုနေရာရောက်လာမှဖြစ်ပြီးအေးက Indra S ဆိုတဲ့ဘောကိုတက်လိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဥရရှိပါပြီ။ဥအပြင်ရွှေ့မှာကျွန်တော်ပြောခဲ့တဲ့ rapid ကုတ်ကိုလည်းရရှိနိုင်ပါတယ်
Easter egg တွေကိုစူးစမ်းပြီးခုချင်းစီလိုက်ယူနိုင်ပြီးမှတချို့တော့လက်တဆုံမှုတော့ဘလို့ပဲစူးစမ်းအရင်လိုပြန်ရယူနိုင်တော့မှာမဟုတ်ပါဘူး။ဒါကြောင့်တိုက်ကတိုက်မှထားပြီးလက်ရှိကိုပေးနာမှာရှိနေတဲ့လူကိုပဲတန်ဖိုးထားပြီးပြေပြောင်းရွှင်ရွှင်ရှေ့ဆက်လိုက်ပါ 这场迷人片，难道他抵达了？那我的心来给也没人那边那么。